ရခိုင်သမိုင်းတွေကဦးမြဝါဦးမြဝါကိုဖခင်ဆိုင်တိမ်မြို့စာမဟာနန္ဒတင်းကျန်းမေတော်ဇေယခီမာတို့ကတက္ကရာ854ခုဝါဇိုလပြေကြားတော်ဒီနေ့မှာဖွားမြင်လို့မူပါတယ်မင်းပါဖယံနာဝမ်ကွဲညီကိုတော်ဆပ်ပနာငဲနာမီမောင်မြဝါဖြိုက်ပါတယ်ဦးမြဝါမင်းပါကြီးမဟာပညာကျော်တို့ကငဲတငယ်ချင်းတီဖြိုက်ကပါတယ်အသက်16နှစ်ပြည့်ကတငယ်ချင်း3ယောက်မဇ္ဈိမဒေတာဗာရာဏသီမြောက်ကိုလာပနာပညာသင်ကြားခက်ကပ်ပါတယ်မင်းပါကြီးနံမဟာပညာကျော်တို့တက်ဆိုင်ရဲ့အတတ်ပညာတီကိုသင်ကြားတက်မြောက်ခါမြောက်ဦးမြို့တော်ကိုပြန်လာခက်ကပ်ပါတယ်ဦးမြဝါကလောကီပညာရက်တီကိုဆက်လက်စီဘူးပနာကြံခဲ့ပါတယ်ဦးမြဝါစွာဗာရာဏသီကတဆင်မေဂရဝုံတော်ကိုလာပနာတိရိဘေဒနိုယတိဖာမှာနခတ်အင်းဂါထာမန္တန်ရတရာပတ္တရာစီချန်းတီကိုယသိအဖြိုက်ခံယူပနာပညာသင်ကြားတမြောက်ခဲ့ပါရယ်အသက်36နှစ်မှာမြောက်ဦးမြို့ကိုပြန်လာခဲ့ပနာမြောက်ဦးမြို့မြောက်ဘက်တောင်ညိုကျောင်းတိုင်မှာနမန္တာဓာချန်းကြီးကိုပြုစုခဲ့ရဲ့ပုဂ္ဂိုလ်ထူးတဦးဖြစ်ပါရယ်ရှိုက်တောင်းပထိုးတော်ကြီးအလူဓာကြီးကမင်းပါကြီးစုခဲ့ဘိသူကပညာရှင်စွာဦးမြဝါဖြစ်ပါဖို့နိုင်ငံကျောင်းသားပညာရှင်တချို့ကရှိုက်တောင်းပထိုးတော်စွာဟိန္ဒူနတ်ဘုရားကျောင်းနန်းသူတွေတချို့ကရှိုက်တောင်းပထိုးတော်ကအကွေးအကောက်တီနယံအပေါက်ချေးတီထဲ့သွင်းထားစွာကိုကြည်ပနာခန္ဓာကြီးတစ်ခုအတွင်တိဆောက်ထားစွာလိုဝေဖန်သုံးသပ်ကပါတယ်။အိုမြဝါတိရိဘေဒနိုယသိဖားမှာတန်ကြားခဲ့ရဲ့နက္ခပညာအင်းမန္တန်ရတရာစစ်တင်ငင်ကဖြူဟာအစီအမံဒီနံတီထားကိုးကွယ်စွာဖိတ်ဖို့လိုသုံးသပ်လို့ရပါတယ်။အိုမြဝါမင်းပါကြီးမဟာပညာကျော်တို့တိဆော့ခဲ့ရဲ့မြောက်ဦးစွာမြခိုင်သမိုင်းမှာအထင်ရှားဆုံးနဲ့အကျော်ကြားဆုံးအချိန်ကာလတစ်ခုဖက်ခဲ့စွာမှာဦးမြဝါအခန်းကဏ္ဍကလည်းအဓိကနေရာကပါဝင်ခဲ့ပါတယ်။မြောက်ဦးနန်းတန်အနုတထောင်တွေဖို့အတွက်ဦးမြဝါတွက်ချက်ထားရဲ့အချိန်ကိုရောက်လာတဲ့အခါကြားတဲ့သားကိုစတေးရဖို့ဖြိုက်ပနာအခြားလူဒီအသက်ကိုမတတ်ချင်စွာကတကြောင်စတေးဖို့အချိန်မှာလူစားရဖို့အချိန်မရစွာကတကြောင်အကြောင်းမျိုးမျိုးနဲ့ရှင်မြဝါစွာကိုရင်ဘတ်ကိုဓာနံခွဲပနာဦးဦးထုတ်ပြဲမြို့ကွန်ကြတိုင်မှာရိုက်ပတ်ပြဲငါတီးတဲ့နေရာမှာမြို့ကချလို့မတီးခင်အမှားစကားမြို့ကြားခဲ့ပါတယ်မင်းပါဘရင်ကြီးကမင်းစရာဖြိုက်တဲ့တင်ညာရှိဦးမြဝါကိုခွေးတိဝတ်တီပိုင်မသိင္ကရိုချင်းလို့မီးသိင္ကရိုပနာတောင်ထက်မှာဂူသွင်းထားခဲ့ပါတယ်မင်းပါဘရင်ကြီးကဦးမြဝါအမှားစကားကိုနားမထောင်ပဲပွဲတပင်ကျင်းပပနာကြရာဆွဲပြဦးမြဝါတီဆုံးရဲ့နေရာမှာမသိင္ကရိုခဲလို့ရခိုင်ပြည်ကြီးရိပ်ရိုက်ပဲစီးခရတယ်လို့ဆိုစမတ်ရှိလေဆိုပနာဦးအောင်စရာရခပူရကျန်းမုံကြမှာဖော်ပြထားစွာကိုတွေ့ရပါတယ်မြောက်ဦးနန်းတော်ကုန်းအရှိမြောက်ဘက်နဖာလုံးကျော်လောက်အကွာဦးမြဝါစေတီတော်ကြီးတောင်ဘက်တောင်ကြီးဦးမြဝါအယိုးစေတီတော်အရှိဘက်တောင်အောက်တောင်ကြီးမှာဦးမြဝါတီဆုံးဟဲ့ရဲ့မြို့ကွန်ကြတိုင်စိုက်ထူထားတဲ့နေရာမှာဦးမြဝါရုပ်ထူးနံဦးမြဝါစီမံထားခဲ့ရဲ့အင်းနှစ်ချက်တီဟိတ်နေပါတယ်ရခိုင်သမိုင်းထဲကဦးမြဝါအကြောင်းကိုနားထောင်ပြီးကလို့ကျေးဇူးတင်ပါရဲ့နောက်အချိန်ရကတခြားစိတ်ဝင်စားစရာရခိုင်သမိုင်းဒီကိုလည်းတင်ပြပေးပါမယ်